ကောင်မလေးကတဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီးအပြိုချောလေးဖြစ်လာခဲ့ပြီးချောတော့ချောပါရဲ့ဒါပေမဲ့သူ့အကိုကတော့နှာခေါင်းရှုပ်ပြီးကြည့်မရဖြစ်နေတာအခုချက်ချင်းတောင်အိမ်ကနေယောက်ျားပေးစားပြီးနှင်ထုတ်ချင်နေတဲ့ပုံပဲသူတို့မောင်နှမနှစ်ယောက်ကအိမ်မှာဆိုရင်အမြဲတမ်းတယောက်ကိုတယောက်ကြည့်မရပဲအမြင်ဆောင်နေကြတာတခါတလေကြာရင်လည်းအသေးမွှားကိစ္စလေးတွေနဲ့တင်တယောက်နဲ့တယောက်အလျှော့မပေးပဲဖိနေတတ်ကြသေးတယ်ညီမဖြစ်သူကပိုဆိုးတာပေါ့အသက်က30တောင်ရှိနေပြီးတခါတောင်ရေးစားမထားဘူးဆိုပြီးသူ့အကိုကိုလှောင်ပြောင်တော့တာပဲစကားထဲမှာလည်းရွှဲရဲနဲ့တယောစာတွေပါနေပြီးချက်ချင်းပဲခေါင်းမော့ကတဟားဟားနဲ့အားရပါရရင်မောလိုက်တာတကယ်ကိုပြောစရာအကောင်းဆုံးသတင်းကြီးတစ်ခုကိုသိလိုက်ရတယ်လို့မျိုးရဲလို့ကိုမဆုံးတော့ဘူးနောက်ဆုံးတော့တဟားဟားနဲ့ရဲရင်အခန်းထဲကနေပြေးထွက်သွားတော့တယ်အခန်းထဲပြန်ရောက်တော့အကိုဖြစ်သူကတကယ်ကိုမခံမရနိုင်ဖြစ်သွားပြီးတက်တီငွေကလုတ်ပေါ်ကိုင်ဘက်စီကိုစာတစောင်ပို့လိုက်တယ်ဒါပေမဲ့သူပျော်ပျော်ကြီးစကားပြောကောင်းနေတော့မှပဲညီမဖြစ်သူကတကားကိုဝုန်းကန်နဲ့တွန်းဖွင့်ပြီးဝင်လာတော့တာပဲအဲ့ဒီအချိန်မှာသူတကယ်ကိုဒေါသထွက်ပြီးယူမတက်ဖြစ်သွားရတယ်တကားခောက်ရမှန်းလည်းမသိဘူးလန့်သွားတာပဲဆိုပြီးပြောပေမဲ့ဒီလိုဆော့လုံးနဲ့ညီမလေးကိုသူဘာမှမတတ်နိုင်ခဲ့ဘူးညီမဖြစ်သူကတကားဝမှာရက်ပြီးသူ့ကိုစကားနဲ့ထက်နေပြန်တယ်ဒီအိမ်မှာမျက်နှာပြစရာတော့မရှိတော့ဘူးဆိုပြီးပြောနေတော့ဖုန်းထဲကိုစာဝင်လာတဲ့အတန်ကြားလိုက်ရတယ်အခုဖြစ်သူကစိတ်လှုပ်ရှားစွာနဲ့ဖုန်းကိုကောက်ကင်လိုက်တဲ့အချိန်မှာညီမလေးကရုတ်တရက်မျက်နှာပြတ်သွားပြီးစိတ်တူတူနဲ့ဖုန်းကိုဆွဲလုလိုက်ပါလေရောဖုန်းထဲကချ message တွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူမတောက်မခံနိုင်ပဲထရေပါတော့တယ်စကားပြောတာကလည်းဖြစ်မမီလိုက်တာဒီလိုပုံစံနဲ့များသူများကိုလိုက်ချင်သေးတယ်ဆိုပြီးပြောတော့ကိုဖြစ်သူမှမျက်နှာပူပြီးရှက်သွားတာပေါ့ဖုန်းကိုချက်ချင်းပြန်လုပ်ပေမဲ့ဒီလိုနောက်ပြောင်တက်တဲ့ညီမလေးကအလွယ်တကူပြန်ပေးပါမလားလူတိုင်းကိုလိုက်ပြဖို့အတွက်ဒီချ record တွေကိုတင်ထားရမယ်ဆိုပြီးစိတ်လှုပ်ရှားစွာနဲ့အပြင်ကိုပြေးထွက်သွားတော့တယ်အခန်းထဲရောက်တော့ညီမလေးကအရန်ကိုပျော်နေတာပေါ့ဖုန်းကိုပိုက်ပြီး message တွေကိုအခါတရပြန်ဖတ်ရင်တောင်ရေးနေတော့မဲ့အကိုဖြစ်သူကဒေါသထွက်နေပေမဲ့စိတ်ကိုတော့မလျှော့ရဲဘူးဘာလို့လဲဆိုတော့မိဘတွေကဒီမင်းသမီးလေးကိုအရန်လိုလိုက်ထားတာကြောင့်ငငယ်ကလေးကဘာဆိုဘာမှစိတ်နှောက်ယှက်မခံခဲ့ရဘူးလေအကိုဖြစ်သူကစကားကောင်းနဲ့ဘလောက်ပဲပြောမရတော့ဘူးညီမဖြစ်သူကဖုန်းကိုအပိုင်သိမ်းတော့မဲ့ပုံစံနဲ့ငါ့ကိုဘာလုပ်နိုင်မှလဲဆိုတဲ့မျက်နှာပေးမျိုးလုပ်ပြနေတာကတကယ်ကိုဒေါသထွက်စရာပဲနောက်ဆုံးမှာတော့အကိုဖြစ်သူကရဲကျဲကျဲနဲ့ခေါင်းကိုကောက်ပြီးသူ့ကိုရိုက်ဖို့ပြင်လိုက်ပေမဲ့ကောင်မလေးကတော့ခွေ့ကနေဆိုပြေးထွက်သွားပါလေတော့